ခုဒီနေ့မှာကပေါ့နော်အခုကဒါကိုဒီ Binance application ကိုဘယ်လို download ရလဲပေါ့နော်အဲ့ဒါလေးကိုပြောပြပေးသွားမှာပါ application မှာ sign up လုပ်လို့ရတယ် sign up မှာကကိုကကြိုင်နေတဲ့တာက create Binance account ကိုလုပ်လို့ရတယ်အဲ့မှာ Google အနေနဲ့ပါမလားပေါ့နော်နောက်တော့ email နဲ့ set up လုပ်တာသူနံပါတ်တွေပို့တယ်နံပါတ်တွေပို့ပြီး verify လုပ်တယ်အဲ့မှာ password တွေဖန်တီးတယ်အဲ့ဆိုတခုရတယ်နောက်တစ်ခုကသူက email မျိုးစုံရှိတဲ့အခါမှာ email နှစ်ခုလောက်ရှိတဲ့လူတွေဆိုရင်ဗာမျိုးကိုကြိုက်တဲ့တည်တံ့အနေနဲ့သုံးချင်တဲ့ email ဆိုသုံးပြီးတော့ create လုပ်လို့ရတယ်။နောက်က Telegram နဲ့ချိန်ပြီးတော့သုံးလို့ရတယ်။ Telegram ချိန်မယ်ဆိုရင်သူက code link နဲ့ Telegram အကောင့်ပို့နော် direct ပို့တယ်။ဆိုတဲ့အခါကျတော့ခဏတိုင်းမှာ Telegram နဲ့ Binance ကိုချိန်ပြီးတော့အဲ့လိုပို့လိုက်။အခုနောက်ပိုင်းမှာဆိုရင်သူက Telegram မှာကားတစ်ခုရှိတယ်ပေါ့နော်။တွန်ဆိုတာရှိတွန်ဆိုတာငွေကြေးလို့ကြာ Binance လိုမျိုးသုံးလို့ရတယ်။အဲ့တော့တွန် wallet ဆိုတာရှိတယ်အဲ့ဒါလေ wallet တစ်ခုနော်ဒါဂျုံရင်းနဲ့ပြောပြပေးသွားတာအဲ့ဒါတွန် wallet ကိုလည်းဒါ join လို့ရတယ်ပေါ့နော် okay အဲ့ပြီးတော့ကိုက Telegram နဲ့ကိုအကောင့်တာခဏ email လို့ပဲ email ထပ်ပို့ရယ် email ကတည်တဲ့ email လေးထားရတယ်စိတ်ချရတဲ့ email လေးမထားတာဆိုစင်ပြေတယ်အဲ့ email ရဲ့ verification ပေါ့က welcome အဲ့ပြီးတော့ identification လာတယ် home address ကိုလည်းကိုကဥစားဖြစ်ရင်တော့ပေါ့နော်နိုင်ငံခြား address ဆိုရင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့ပို့ပြီးတော့နိုင်ငံခြား ID နဲ့လုပ်တယ်ဆိုပိုကောင်းတယ်အဲ့ဆိုတဲ့အခါကျတော့မြန်မာပြည်ကလည်းမြန်မာပြည်မှာကျတော့Binance ရုံးခွဲရှိတဲ့အတွက်ကိစ္စတော့မရှိဘူး NRC နဲ့အကွာလို့ခါရီတော့ရက်တွေကြာတတ်တယ်ပေါ့နော်ရတဲ့ခါရှိသလိုမရတဲ့ခါတော့ရှိတယ်အဲ့ဆိုတခုအဲ့မှာဒီမှာ email identification ကိုသူကပို့လိုက်တဲ့အခါမှာlet's verify နဲ့မှာ personal ဆိုပြီး channel တွေအမှန်ပို့ရမယ် NRC တိုင်းပို့ရမယ်ပေါ့နော် NRC တိုင်းပို့ပြီးတဲ့အခါကျတော့အဲ့မှာ current device ကဒါကွန်ပျူတာနဲ့သုံးထားတာအောက်က mobile ဆို mobile နဲ့သုံးထားတာပေါ့နော်အဲ့မှာ live scan ဘာလို့သမီးကလုပ်ပေးလို့မရတာလဲဆိုတဲ့အခါကျအဲ့မှာ live nurse နောက်ဆုံးအဆုံးသတ်မှာအန်တီတို့ရုပ်ကိုဓာတ်ပုံရိုက်အဖုံးနဲ့ဓာတ်ပုံရိုက်အဲ့ကြောင့်သမီးကလုံပေးလို့မရအဲ့ဆိုတော့ဒီ live net check ကိုသူကအဲ့ဖုံးလို့ I'm ready ဆိုပြီးလုပ်လို့ခါရှေ့ကိုနောက်ကိုဒါလေးကဖင်ပြန်ကောင်းပြန်လေးရိုက်ပေးရတယ်ပေါ့နော်အဲ့ဆိုတဲ့အခါကျအဲ့လိုလေးရိုက်ပေးရတယ်အဲ့ဒါကတော့ဒါ wallet ရဲ့ဖန်တီးမှုဥစ္စာလေးပေါ့နော် okay အဲ့တော့ဖန်တီးပြီးတော့ရရမရရဆိုတာကိုပြန်ပြီးတော့ပြောပြကြပါနောက်ပြီးကြတော့ခါကြပါဘောနော်